ပြောရဟုတ်ကဲ့ကျွန်တော်ကတော့ကုန်းပေါ်ကြည့်ရရဲ့ဒီကပ်ဖော်ဝဲစီမံကိန်းမှာကျွန်တော်အဖွဲ့ကြီးဖွဲ့တဲ့ထဲမှာကျွန်တော်ကစင်းကိုင်တူဖြစ်ပါတယ်ဒီလိုချပြီးကျွန်တော်တို့ကပ်ဖော်ဝဲစီမံကိန်းရချင်းကျွန်တော်တို့ကြည့်ရအောင်တိန့်တရာချပြီးတော့နော်အဲ့အချိန်မှာကျွန်တော်တို့ကဒီတိန့်တရာကိုအကျိုးရှိကြည့်ရသားကြည့်ရသားလည်းအလုံးရရှိအောင်လို့ဒီတိန့်တရာကြီးကိုကျွန်တော်တို့အကျိုးရှိနဲ့လှုပ်ဆောင်တဲ့နေရာမှာကျွန်တော်တို့ကြည့်ရရဲ့ဘေးမှာရှိတဲ့ညီသားကြီးကန်ကြီးကိုပြုပြင်လိုက်တာဖြစ်ပါတယ်အဲ့လိုပြုပြင်လိုက်ပြီးအတွက်ကျွန်တော်တို့ကြည့်ရသားရဲ့မှာကိုဗစ်ကာလမှာအလုပ်တွေရတဲ့ရှားပါတီအတွက်အခုလိုချိန်မှာဒါလာကြတဲ့အတွက်ကျွန်တော်တို့ကအလုပ်တွေရတယ်တရားတရားစင်ပြေကုန်တယ်အဲ့အတွက်လည်းဝမ်းသာပါတယ်တရားကိုကျွန်တော်4800နေဆိုဝိုင်းဝန်းပြီးတော့ကျွန်တော်တို့ကြည့်ရဝမ်းသာပီတိဖြစ်စွာနဲ့ကျွန်တော်တို့ဒါတွေကိုဆောင်ရွက်ပါတယ်အဲ့ချိန်မှာလည်းကျွန်တော်တို့ကြည့်ရသားရဲ့အားလုံးကဒီကန်ကြီးကိုနောက်ဆက်ပြီးတော့ကျွန်တော်တို့ဒီလိုပဲဆက်ပြီးထိန်းသွားမယ်ကောနော်မပြတ်မစီအောင်ငယ်ရန်ထိန်းပြီးတော့ကျွန်တော်တို့ကပြုလုပ်သွားမှာဖြစ်ပါတယ်အခုလိုချိန်ခါမျိုးမှာအခုလိုတိန့်တရားချပြီးတဲ့အတွက်ကျွန်တော်တို့ကြည့်ရကြီးရဖြစ်ဒီတိုင်မှာအကျိုးရှိပြီးတော့ဆိုးရအောင်လဲကျွန်တော်တို့ဒီတိုင်မှာကျေးဇူးတင်ပါတယ်ဝန္တာပီတိဖြစ်ပါတယ်ဒီလိုနောက်လဲကျွန်တော်တို့ဒီလိုပဲပေါ့နော်ခွင့်ရေးလေးတွေကိုကျွန်တော်တို့ချပေးနိုင်ပို့ပြီးတော့ကျွန်တော်တို့အတွက်အဆင်ပြေပါတယ်ကြည့်ရလူတူရအခုလိုချိန်မှာအခုချိန်ယောဂတွေရလည်းဖြစ်နေသည့်အတွက်ကျွန်တော်တို့ကြည့်ရအလုပ်ကိုင်းနေရလည်းမရှိသည့်အတွက်အခုလိုလေးကြာလာတော့ကျွန်တော်တို့အနေနဲ့တော်တော်လေးကိုအင်တန်လေးကိုအဆင်ပြေသွားပါတယ်အခုလိုပြီးတော့ကျွန်တော်တို့ကျေးဇူးရမ်းလဲတင်ပါတယ်